Hello မင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့မိမိဗီဒီယိုနောက်ခံ music အတန်တွေကို Clean AI နဲ့အလွယ်တကူဘယ်လိုဖန်တီးမလဲအသေးစိတ်ရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော် Clean AI ကိုဖွင့်လိုက်ပါမယ်အောက်ကအပေါင်းခလုတ်ကိုတစ်ချက်နှိပ်ပါပြီးရင်ဒီမှာစောင်းဆိုတဲ့ဟာကိုနှိပ်ပါဒီနေရာမှာ Text to Audio နဲ့ Video to Audio နှစ်ခုရှိပါတယ် Text to Audio ကိုအရင်ရှင်းပြပေးပါမယ်ပရိုနေရာမှာမိမိအတန်ထုတ်ချင်တဲ့စာသားရေးထည့်ပါကျွန်တော် copy ယူလာတဲ့စာသားထည့်လိုက်ပါမယ်ပြီးသွားရင်အောက်ကဒီဟာကိုတစ်ချက်နှိပ်ပါဒီမှာအချိန်ရွေးပေးလို့ရပါတယ် Custom ကိုနှိပ်ပြီးအချိန်တိကျရွေးလို့ရတယ်ပြီးရင် Generate ကိုနှိပ်ဒီမှာအတန်ထုတ်နေပါပြီအတန်ဖိုင်ရပါပြီဖွင့်ကြည့်ရအောင်ဒီလိုရလာတဲ့အတန်ကိုမိမိရဲ့ဗီဒီယိုနောက်ခံအတန်ထည့်သုံးလို့ရပါတယ်နောက်ထပ်ဗီဒီယို to audio နည်းလမ်းနဲ့လုပ်ပြပါမယ်ဒီနေရာကိုနှိပ်ပြီးမိမိအတန်ထည့်ခြင်းတဲ့ဗီဒီယိုထည့်ပါဗီဒီယိုကိုဖွင့်ကြည့်ရအောင်ဗီဒီယိုအတန်မရှိပါဘူးဒါဆိုရင်ဒီဗီဒီယိုနောက်ခံအတန်ထည့်ပြပါမယ်ဗီဒီယိုအတန်ထည့်ဖို့ဒီနေရာမှာ prompt ရေးထည့်ပါကျွန်တော် copy ယူထားတဲ့ prompt ပဲထည့်လိုက်ပါမယ်ပြီးရင် generate ကိုနှိပ်generate လုပ်လို့ပြီးသွားပါပြီဖွင့်ကြည့်ရအောင်မိမိကြိုက်တဲ့အတန်ကိုရွေးပြီး download လုပ်လိုက်ပါဒါဆိုရင် Clean AI ကိုသုံးပြီးမိမိရဲ့ဗီဒီယိုနောက်ခံအတန်ထုတ်တတ်မယ်လို့ထင်ပါတယ်မရှင်းလင်းတာဒါမှမဟုတ်သိချင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်အားလုံးအဆင်ပြေကြပါစေဗျာ